အားလုံးမင်္ဂလာပါနော်ကျွန်တော်နာမည်ရဲတီရပါကျွန်တော်ဒီနေ့ဝေမျှပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ non-current asset ဆိုတဲ့ခေါင်းစဉ်အောက်မှာနော်ကျွန်တော်တို့က tangible နဲ့ intangible လို့ခေါ်တဲ့ကိုင်တွယ်ထိတွေ့လို့ရတဲ့အရာနဲ့ကိုင်တွယ်ထိတွေ့လို့မရတဲ့အရာဆိုပြီးတော့နှစ်ခုထပ်ခွဲပါတယ်အဲ့ဒီထဲမှာ tangible non-current asset လို့ခေါ်တဲ့ကိုင်တွယ်ထိတွေ့လို့ရတဲ့နော်ခေါင်းစဉ်အားဖြင့် property plants and equipment လို့ PPNE ဆိုပြီးတော့စီးရင်လောကမှာအတူခေါ်လေးရှိတဲ့ IAS 16 International Accounting Standard နံပါတ်16အရနော် PPE ဆိုတာဘာလဲ Tangible Non-Current Asset ဆိုတာဘာလဲဆိုတာလေးနဲ့အရင်မိတ်ဆက်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ property plants and equipment လို့ပြောရင်လုပ်ငန်းမှာအကျိုးရလဒ်တွေရလာဖို့အတွက်ရေရှည်ရင်းနှီးမြှုပ်နှံထားတဲ့ပစ္စည်းတွေကိုကျွန်တော်တို့က tangible non-current asset PPNE လို့ခေါ်ပါတယ်။ဒါဆိုဘလို့ရာတွေလဲဆိုတော့တက်တန်းအပြင်ကလည်းတစ်နှစ်ကျော်ခန့်နဲ့ငွေကြေးပမာဏအပြင်ကလည်းကြီးမားတယ်။ပြီးတော့လုပ်ငန်းရဲ့ benefit ရစေမဲ့နေရာမှာလည်းအသုံးပြုထားတယ်။ဒါဆိုအဓိကသူ့ရဲ့ရည်ရွယ်ချက်ကိုပြောပါဆိုရင် property plants and equipment ဆိုတာလုပ်ငန်းမှာအသုံးပြုဖို့အတွက်ဝယ်ထားတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်လွယ်လွယ်ကူကူမှတ်ရမယ်ဆိုရင်တော့ကျွန်တော်စီးပွားရေးတက်လို့တက်ခဲ့တဲ့အချိန်တွေကလေးကမှတ်ထားတဲ့เนาะအရာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အိမ်ချမ်းမြေကားပရိဘောကဆိုပြီးတော့အလွယ်တကူမှတ်လို့ရပါတယ်အဲ့တော့လုပ်ငန်းမှာကျွန်တော်တို့အလုပ်လုပ်ဖို့အတွက်ဝယ်ထားတဲ့เนาะမြေတွေရှိမယ်အဲ့တော့ဒီမြေပေါ်မှာစောက်တဲ့အဆောက်အဦတန်ဖိုးတွေရှိမယ်ဒါမှမဟုတ်လည်းမြေမဝယ်ဘဲနဲ့အဆောက်အဦတိုက်ခန်းရုံးခန်းဆိုင်ခန်းเนาะအဲ့လိုမျိုးအခန်းတွေတိုက်ခန်းတွေဝယ်တာမျိုးတွေရှိမယ်ပြီးတော့ကားပေါ့เนาะ motor vehicle လို့ခေါ်တဲ့ motor ကားတွေရှိမယ်ဆိုင်ကယ်တွေဝယ်တာရှိမယ်ပြီးတော့ကျွန်တော်တို့စက်ပစ္စည်း equipment လိုဟာမျိုးတွေဝယ်တာတွေရှိမယ်စက်ရုံအလုပ်ရုံတွေတိစောက်တဲ့เนาะ building cost တွေရှိမယ်ပြီးတော့ pre-boga လို့ခေါ်တဲ့ furniture လိုပစ္စည်းမျိုးတွေဝယ်တာတွေရှိမယ်အဲ့တော့ပြီးရင် aircon တွေเนาะရေခဲတစ်တာတွေ water cooler တွေပေါ့เนาะအဲ့တော့လုပ်ငန်းမှာရုံးခန်းမှာပဲဖြစ်စေထုတ်လုပ်တဲ့ production နေရာမှာပဲဖြစ်စေเนาะဝန်ဆောင်မှုပေးတဲ့နေရာမှာပဲဖြစ်စေအသုံးပြုတဲ့အရာတွေကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုရင် tangible non-current asset PPNE လို့ခေါ်ပါတယ်အဲ့တော့ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်တော့ထုတ်လုပ်တဲ့စက်ပစ္စည်းကိရိယာတွေရှိမှာဖြစ်တယ်လို့ဒီစက်ရုံအလုပ်ရုံကကျွန်တော်တို့အပိုင်ကိုယ့်ဘက်ကိုတိဆောက်ထားတာဆိုရင်ဒီစက်ရုံရဲ့အဆောက်အဦစရိတ်တွေအဲ့ဒါတွေကလည်းဒီကောင်းစဉ်အောက်မှာပါပါတယ်အဲ့တော့မြေဝယ်ထားရင်ဆိုရင်လည်းမြေတန်ဖိုးတွေပါမယ်အဆောက်အဦတန်ဖိုးဂိုဒေါင်တန်ဖိုးတွေပါမယ်ကားတွေเนาะဒီစက်ရုံထဲမှာရှိတဲ့စက်ပစ္စည်းတွေပရိဘောဂတွေဒီလိုအရာတွေအားလုံးကကျွန်တော်တို့ဒါ tangible non-current asset PPNE လို့ခေါ်ပါတယ်အဲ့တော့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကတက်တန်းအဖြစ်ကလည်းတစ်နှစ်ကျော်သုံးလို့ရတာဖြစ်တယ်လို့ဒီဟာကိုသုံးခြင်းအဖြစ်လည်းလုပ်ငန်းမှာတိတာတဲ့เนาะ benefit တွေရလာစေတာဖြစ်ပါတယ်ဥပမာဆိုရင်ကျွန်တော်တို့လက်လုပ်တဲ့လုပ်ငန်းမျိုးဖလာလုပ်ငန်းမှာဆိုရင်ကျွန်တော်တို့လူတွေနဲ့เนาะတနည်းအားဖြင့်ပြောရင်လူလုပ်တဲ့เนาะအပေါ်မှာအခြေခံပြီးတော့လုပ်ငန်းလုပ်တဲ့အချိန်မှာပစ္စည်းကကျွန်တော်တို့ကတစ်နေ့ကိုပစ္စည်းအခု1000ထုတ်လို့ရတယ်ဆိုပါတော့အဲ့တော့အဲ့ဒီနေရာမှာကုန်ကျစရိတ်ကတော့တတ်တာပေါ့ဗျာเนาะလေဘာလို့ခေါ်တဲ့အလုပ်သမားတွေနဲ့ကျွန်တော်တို့လုပ်တယ်ပေါ့အဲ့ဒီကနေမှလုပ်ငန်းကတွင်ကျယ်လာတဲ့အခါမှာကြီးမားလာတဲ့အခါမှာကျွန်တော် order တွေတက်လာတယ်တက်လာတော့ကိုကဒီ1000မကပစ္စည်းထုတ်လုပ်ဖို့လိုလာတယ်ဆိုရင်ဒီထုတ်လုပ်တဲ့စက်ကိုဝယ်တဲ့နော်ရင်းနှီးမြှုပ်နှံမှုလိုတဲ့အရာလေးတစ်ခုကလိုအပ်လာမှာဖြစ်ပါတယ်အဲ့တော့တေချာတာကတော့ဒီလူပေါ်မှာကျွန်တော်တို့ကုန်ကြတဲ့ကုန်ကြစရိတ်ထက်ဒီစက်ပစ္စည်းတွေဝယ်ယူလိုက်တဲ့ပုံမှာကုန်ကြတဲ့ကုန်ကြစရိတ်ကအများကြီးကွာဟနိုင်တယ်လို့ဒီစက်ကိုဝယ်လိုက်တဲ့ပုံမှာအကျိုးရလဒ်အနေနဲ့အများကြီးလဲဖြစ်ထွန်းလာမှာဖြစ်ပါတယ်အဲ့တော့ဒီဆက်ပေါ်မှာလဲကျွန်တော်တို့တက်တန်းရှိတယ်တစ်သက်လုံးသုံးလို့တော့မရနိုင်ပါဘူးအဲ့တော့3နှစ်ဖြစ်မယ်5နှစ်ဖြစ်မယ်ခံမယ်ပေါ့ဗျာအဲ့တော့ဒီဆက်ကိုကျွန်တော်တို့သိန်း900နဲ့ဝယ်လိုက်မယ်ဆိုပါတော့အဲ့တော့ဒီဆက်ပစ္စည်းကိုကျွန်တော်တို့9နှစ်3ခံမယ်လို့မှန်းမယ်ဆိုရင်ဒီဆက်ရဲ့စရိတ်ကိုတစ်နှစ်ကိုကျွန်တော်တို့ပြန်မြသိန်း100နှုန်းနဲ့စရိတ်ခွဲပြီးတော့ပြသွားရမှာဖြစ်ပါတယ်အဲ့တော့ဒီဆက်ပစ္စည်းကိုဝယ်ယူလိုက်တဲ့သိန်း900ဆိုတဲ့တန်ဖိုးကကျွန်တော်တို့ cash accounting ရပြောရင်ငွေချက်ချင်းထွက်သွားမှာဖြစ်တယ်လို့accrual accounting ရပြောရင်တော့စရိတ်ကိုသိန်း900တစ်နှစ်ထဲနဲ့ပြလိုက်လို့မရပါဘူးအဲ့တော့သူ့ရဲ့တက်တန်းနဲ့ညီမျှတဲ့စရိတ်ကိုကျွန်တော်တို့ကပြန်ပြပေးရမှာခွဲပြီးတော့ပြပေးရမှာဖြစ်ပါတယ်
အဲ့တော့ဒီလိုမျိုး1000ထုတ်နိုင်ရကနေပြီးတော့ဒီစစ်ပစ္စည်းကိုဝယ်လိုက်တဲ့အတွက်အခုရင်2000 3000လည်းဖြစ်ချင်းဖြစ်မယ်4 5 6000လည်းဖြစ်ချင်းဖြစ်မယ်အဲ့တော့ထုတ်လုပ်နိုင်တဲ့ production ကျွန်တော်တို့ capacity ကပို့ပြီးတော့များလာတယ်ပို့ပြီးမြင့်လာတယ်ဆိုတဲ့အနေအထားမှာလုပ်ငန်းမှာ benefit လို့ခေါ်တဲ့အကျိုးရလဒ်တွေလည်းအများကြီးတိုးပွားလာမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့က cost နဲ့ benefit ကိုချိန်ထိုးတဲ့အချိန်မှာလေ cost ကိုများများသုံးပြီးတော့ရေရှည်အတွက်လုပ်ငန်းထဲမှာဒီ set ပစ္စည်းတစ်ခုကိုရင်းနှီးမြှုပ်နှံလိုက်တဲ့နောက်မှာဒါနဲ့အနည်းဆုံးညီမျှတဲ့ဒါမှမဟုတ်လည်းဒီထက်တာလွန်ကောင်းမွန်တဲ့ benefit လို့ခေါ်တဲ့အကျိုးရလဒ်တွေကိုပြန်လည်ရရှိလာစေမှာဖြစ်ပါတယ်။အဲဒါကြောင့်မို့လုပ်ငန်းမှာကျွန်တော်တို့ကနော်ဒီ capital expenditure လို့ခေါ်တဲ့ခေါင်းစဉ်အောက်ကနေတွားတဲ့အကြီးစားအသုံးစရိတ်တွေပေါ့ငွေလုံးငွေရင်းအသုံးစရိတ်လို့လည်းကျွန်တော်တို့ခေါ်လို့ရပါတယ်။အဲ့တော့ဒီလိုຢာတွေပေါ်မှာယင်းနှီးမြှုပ်နှံတင်မတင်ဆိုတဲ့နော်ကျွန်တော်တို့ဆုံးဖြတ်တဲ့စဉ်းစားတဲ့ investment appraisal လိုပိုင်းတွေကလည်းနောက်ပိုင်းမှာကျွန်တော် management accounting cost accounting ဘက်ကနေပြီးတော့တွက်ချက်ပြီးတော့ဒီစက်ပစ္စည်းကိုဝယ်တဲ့မဝယ်တဲ့ဆိုတဲ့တွက်ချက်တိုင်းတာတဲ့အပိုင်းတွေကလည်းဒါတသက်ရှိပါတယ်အဲ့တော့အချမ်းမြင်အဖြစ်ပြောရမယ်ဆိုရင်ကိုကလုပ်ငန်းတွေကိုတွင်ကျဲခြင်းနဲ့ဆိုရင်လုပ်ငန်းမှာ benefit တွေပုံမူပြီးတော့ရရှိလာနိုင်စေတယ်ဆိုရင်တော့ဒီ non current asset tangible non current asset လို့ခေါ်တဲ့ property plants and equipment တွေကိုကျွန်တော်တို့ရင်းနှီးမြှုပ်နှံဖို့အတွက်စဉ်းစားဖို့လိုအပ်မှာဖြစ်ပါတယ်အဲ့တော့ဒီပေါ်မှာမှလုပ်ငန်းထဲမှာရှိနေတဲ့ငွေသားဒီလုပ်ငန်းရဲ့အခြေအနေနဲ့ဒီပေါ်မှာဝယ်လိုက်တဲ့နောက်မှာရလာမယ့်ရလက်တွေပေါ်မှာမူတည်ပြီးတော့ပိုင်ရှင်တွေလုပ်ငန်းရှင်တွေအနေနဲ့ဒီ tangible non current asset လို့ခေါ်တဲ့เนาะကျွန်တော်တို့ဒီ assets တွေကိုဝယ်ယူသင့်မဝယ်ယူသင့်ဆိုတဲ့အပိုင်းကိုချင့်ချိန်ပြီးတော့လုပ်ငန်းလုပ်သွားမယ်ဆိုရင်ဒီလုပ်ငန်းတွေမှာအကျိုးရလဒ်တွေကအများကြီးတိတိတသာပြောင်းလဲဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဝေမျှပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီ tangible non current asset လို့လည်းခေါ်တယ်เนาะပြီးတော့ကျွန်တော်တို့ဒီမှာ property plants and equipment လို့လည်းခေါ်တဲ့ IAS 16အောက်ကเนาะဒီ assets တွေကဘလို့ item တွေလဲဘလို့အရာတွေလဲဆိုတာကိုရှင်းနေအောင်လို့အရင်ဦးဆုံးမျှဝေပေးသွားတာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်လို့တခုခုနားမလည်လို့ဖြစ်စေမေးမြန်းချင်တာဖြစ်စေဆွေးနွေးချင်တာဖြစ်စေကျွန်တော်တို့ comment box ကနေပြီးတော့ဆွေးနွေးမေးမြန်းပြီးတော့ဝင်ရောက်မှတ်သွားလို့ရပါတယ်ဒါဆိုရင်ဒီနေ့ဒီလောက်နေပဲကျွန်တော်အဆုံးသတ်ပြစေအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ကြတာပေါ့